ဒါကတော့ကျွန်တော်တို့ဒုက္ခပိုင်လျှက်စစ်အဖွဲ့တွားရောက်လုတ်ကင်နေတာကတော့အခုလက်ရှိမြင်နေတဲ့အစာအုပ်လေးကိုပေါ့နော်ဖြိုပြီးတော့အစ်စ်ပြန်ဆောက်မှာဖြစ်တဲ့အတွက်အဲ့မှာတက်ဆင်ထားတဲ့ main panel တွေတက်ဆင်ထားတဲ့မီးတွေ socket တွေကိုဖြုတ်ပြီးတော့အခြားနေရာမှာရွှေ့ပေးရမှာပဲဖြစ်ပါတယ်ဒါကတော့တပည့်ကျော်2ယောက်ဖြုတ်တာပေါ့နော်ဖြုတ်တာကတော့ဒီကောင်လေးကအရမ်းမြန်တယ်တတ်တာအဲ့ဒါတတ်တာနှေးတာဖြုတ်တာကြီးကတော့ဒီကောင်လေးကဒိုးတောက်ပဲဒိုးတောက်ဖြုတ်တယ်ပြန်တက်ရင်အတိုင်ပတ်တာဒါကတော့ main chain panel ပေါ့နော် EBC ရဲ့မီးစက်ကအဲ့ဒါကို chain နဲ့ panel ဘုံပေါ့နော်အဲ့ဒါကိုတပည့်ကျော်ကကူမမလားဆိုတာကိုမမနဲ့တဲ့သူ့အော်ဒီရောက်ထဲမမယ်ဆိုပြီးတော့အဲ့ဒါယူမပါလေရဲ့ဒီကောင်လေးကဆိုရင်တော့ဒါ14မြင်းဆောင်ပေါ့နော်14မြင်းဆောင်ကောင်လေးကတချင်းတွေပါလေစိုးတယ်ပေါ့နော်ကျွန်တော်တင်ထားတာရှိပါတယ်တချင်းစိုးတယ်ပေါ့နော်ကောင်လေးကအဲ့ဒါတော့ဒါလေးကတော့ကျွန်တော်တို့ဆရာတပည့်တွေပေါ့နော်ထမင်းစားနားချိန်လေးမှာထမင်းညိုင်ထည့်လာတယ်ပေါ့နော်ထမင်းညိုင်ထည့်လာပြီးတော့အတူတူလက်ရည်တပြင်းတည်းလူရက်ပြီးတော့အလူရက်စားတော့ရတာတပည့်နဲ့လူရက်ပြီးစားတော့ရတာဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့ကိုဆက်သွယ်ခြင်းနဲ့ဆိုရင်တော့အလုံးအချင်းလို့ကျွန်တော်တို့အဖွဲ့ကိုဆက်သွယ်ခြင်းနဲ့ဆိုရင်တော့3999994939ကိုဆက်၍အလုပ်ပေးနိုင်ပါတယ်လျှက်စစ်နဲ့ပတ်သက်လို့အကြံဉာဏ်လေးများလိုချင်တာလေးရှိရင်လည်းပေးပါမယ်ဆွေးနွေးမေးမြန်းနိုင်ပါတယ်ခင်ဗျာတည်တလောက်တက်တလောက်ပြောပြပါမယ်အကြံပြုပေးပါမယ်ခင်ဗျာကျေးဇူးပါ